Hello မင်္ဂလာပါ Sharing My Game မှာကြိုဆိုပါရရှင်ဒီနေ့တော့ခန်းသီးလေးထောင်းပြမှာဖြစ်ပါတယ်ခန်းသီးလေးရလို့ဒါခန်းသီးပင်နော်ခန်းသီးလေးတွေကိုထက်ချမ်းပြီးတော့စီထုတ်ထားတယ်ပြီးတော့ရေစိမ်းထားပါတယ်ဒီမှာခန်းသီးလေးတွေပါသူကအနီရောင်လေးနဲ့လေသူကချင်ပြီးတော့နည်းနည်းဖန်တဲ့ထက်ကလေးတော့ရှိတယ်ပေါ့နော်အဲ့ဒါလေးတွေကိုထောင်းမှာဖြစ်ပါတယ်ဒါကပထမအဆုံးဒဲဟိုထဲမှာစီလေးနည်းနည်းထည့်ပြီးတော့ငရုတ်သီးစင်းရဲ့ချက်သွန်ဖြူရဲ့လှော်ထားတာဖြစ်ပါတယ်စားလေးနည်းနည်းလေးဖြူထားပါတယ်အဲ့ဒါလေးကိုနွမ်းပြီးတော့ဣသွားအောင်အရင်ဆုံးလှော်မှာဖြစ်ပါတယ်ရှင်ခုဆိုလို့ရှိရင်ဒီအနေထားရောက်ပြီဆိုလို့ရှိရင်မီးလေးပိတ်လိုက်ပါမယ်အဲ့တော့အခုထောင်းဖို့အဆင်သင့်ဖြစ်ပါပြီဒါဆိုခုခန်းသီးလေးတွေထောင်းတော့မယ်နော်ခုစပြီးထောင်းပါတော့မယ်ငရုတ်သီးရဲ့ချက်သွန်ဖြူရဲ့ပစွန်ချောက်လေးနည်းနည်းရဲ့ငပိရဲ့ရင်ထောင်းပါမယ်ကိုစားလေးရဲ့ချုံမုံလေးရဲ့နည်းနည်းထည့်ပြီးတော့ထပ်ထောင်ပါမယ်။ပြီးရင်တော့ဒီခန်းသီးလေးတွေထည့်ပါမယ်။နည်းနည်းစီညက်အောင်ထောင်းပါမယ်နော်။ခါလေးနဲ့အကုန်လုံးထောင်းလို့ရှိရင်မညက်ပဲနဲ့ထောင်းရတဲ့ခက်ပါတယ်။အခုဆိုရင်တော့ရတာရှိတဲ့ခန်းသီးတောင်းလေးရပါပြီရှင်ဒီမှာကင်ချင်လေးနဲ့စားလို့ကောင်းတယ်ချင်းဆက်ဆက်ကလေးပေါ့နော်ငရုတ်သီးကလည်းများထည့်ထားဆိုတော့တတာအားလုံးကျေးဇူးတင်ပါတယ်ကြည့်ရှုပေးလို့ချစ်စရာလေးနော်သူကပန်းရောင်လေးပါတယ်ဒါကတော့မမဲအောင်စီလေးဆန်းလိုက်ပါတယ်မဟုတ်လို့ရှိရင်ကြာသွားလို့ရှိရင်မဲပြီးတော့အပေါ်ရန်က6တက်တယ်ပေါ့နော်အဲကြောင့်မလို့ဒါပဲစီလေးဆန်းလိုက်တာဖြစ်ပါတယ်ရှင် bye bye see you ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်